ဆော်လိုမျိုးနဲ့လန်စေကြီးကဒေတာခံတွေဟာစာဝတ်နေရေးအခက်အခဲဖြစ်လာတာကြောင့်ရွှေတူးဖော်ခွင့်နဲ့လောက်ကွက်နေရာတွေကိုအမြန်ဆုံးစီစဉ်ပေးဖို့လိုလားနေကြပါတယ်။ကချင်လူမျိုးရေးဖွဲ့ KIO/KIA ကယခုနှစ်ဇန်နဝါရီလဆန်းပိုင်းကနေရွှေတူးဖော်ခွင့်ကိုရပ်ဆိုင်းထားခဲ့တာ3လခန့်ကြာမြင့်လာတာကြောင့်ရွှေလုပ်ငန်းနဲ့အသက်မွေးနေရတဲ့ဒေတာခံတွေအတွက်အခက်အခဲဖြစ်လာတာပါ။ KIO ဖွဲ့ကတန်ဇာတာတူးဖော်တာတွေကိုမူဝါဒရေးဆွဲပြီးစနစ်တကျလှုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဒေတာခံပြည်သူတွေရွှေတူးဖော်တာကိုရန်နာခိုင်းခဲ့ပေမဲ့တရုတ်လုပ်ငန်းရှင်တွေကတော့ဆက်လက်တူးဖော်ခွင့်ရနေတယ်လို့ဒေတာခံတွေကဆိုပါတယ်။ဒေတာခံပြည်သူတွေကိုရွှေတူးဖော်ခွင့်ပိတ်ပင်ထားပြီးတရုတ်လုပ်ငန်းရှင်နဲ့ KIO ဌာနချုပ်ကရရှိသူကတော့ဌာနချုပ်စီမံချက်ဖြစ်တဲ့ဆိုပြီးစက်ရန်တရားတွေနဲ့ရွှေတူးဖော်နေတဲ့အပြင်ဒေတာခံပြည်သူတွေကိုချင်းချောက်နေတယ်လို့လုံခြုံရေးကြောင့်အမည်ဖော်လို့ဒူလန်စေဒေတာခံတူကThe 74 Media ကိုခုလိုပြောပါတယ်မူရွှာနီနာdin该定啦你个罗你那用过那拉那是个身体不舒服就讲用过吃不那身体干嘛苦身体干嘛都目前你别个你都是公你用那个么个改了爱公你菜你嘞哎别呀个身体上了你这话你那段家用你身体帮大菜身体拉大菜身体别得相爱呢用公你是个别话去哎那个都把家里用的目前你这话拍拉你拍个破这个你这白个是那这看จุดกับแต่คนแรงนะบินตองงานมาซะง่ายအခုလက်ရှိအချိန်မှာတော့ဒေတာခံတွေကရွှေတူးဖော်မှုရပ်နားထားရပေမဲ့လန်စေကျေးရွာရဲ့စိုက်ပျိုးမြေနဲ့စကြက်မြေဖြစ်တဲ့ဒေတာခေါ်ပချာခချောင်းဆက်တောင်ဆောင်တစ်လျှောက်ရွှေတူးဖော်နေရလို့ဒေတာခံတွေကဆိုပါတယ်ကချင်လူမျိုးရေးဖွဲ့ KIO ကရွှေလောက်ကွက်နေရာခွဲဝေတတ်မှတ်ရေးနဲ့မူဝါဒချမှတ်ရေးလုပ်ငန်းစဉ်တွေကိုရေးဆွဲနေရမပြီးမြောက်သေးတဲ့အတွက်ရွှေတူးဖော်ခွင့်ရန်နာထားဆဲဖြစ်တယ်လို့ KIO တည်တဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကတည်ဌာနတွေကိုဖြေကြားထားပါတယ်။ဒါအပြင်ရွှေလောက်ကွက်ရှောက်ထားတဲ့ဒေတာခံပြည်သူတွေပြင်တခြားဒေတာကပြည်သူတွေကိုလည်းတူးဖော်ခွင့်ပေးမှဖြစ်တယ်လို့ရခိုင်ကုမ္ပဏီတွေနဲ့လည်းပူးပေါင်းတူးဖော်သွားမှဖြစ်တယ်လို့ဆိုပါတယ်။ KIO/KIA တာဝန်ရှိသူတွေအနေနဲ့ပြည်သူတွေကိုမျှမျှတတနဲ့ရွှေတူးဖော်ခွင့်ပေးတင်ပြီးမူဝါဒမချမှတ်သေးခင်လုပ်ငန်းရှင်တွေဒါမှက KIO ဌာနချုပ်တာဝန်ရှိသူတွေကလည်းတူးဖော်ရမတင်ကြောင်းရှေ့လျှောက်ဒေတာခံတွေနဲ့ KIO ကြားတင်းမာမှုတွေပုံမှုရှိလာမယ်လို့လန်စေဒေတာခံရွှေလုပ်ငန်းရှင်တို့ကအခုလိုပြောပါတယ်။ရကောတန်ကြရင်လည်းလုတ်ခွက်လဲအယုံလေးပါညာငါတဲ့ဇွန်ဝါငါแต่ကုမ္ပဏီအဆောင်မွေနာအခွန်ပန်းဒီကလောတဲ့ကုမ္ပဏီတင်းစာနေကိုင်းငါတိုင်နီဖရုံးယုံချင်းယုံမရှိနဲ့အနေကကြောကနာယုံချုံတက်ဆိုင်ပိုင်းတခုံငါချွန်ဒီယုံရှိချွတဲ့ဒီဆန်တဲ့ကိုရှင်းရှင်းကြမွေနန်းတဲ့ကင်ရမ်ကင်ဝန်ကင်ဂျွန်နီကိုဖာမန်စကမ်မိုင်ဆန်တဲ့ကင်ဂျောခိုင်ကပိုင်ဘကာကိုတိုင်ခိုင်ကပိုင်ပွန်ဒီတဲ့ခုကလောတော့ငါลำสันขัดเชี่ยงยังก็ย่องจะขึ้นแต่จังเส้นไม่ขัดดิเป็นลำสันนี่บักขึ้นเป็นโจนั่นนี่มันไม่ก็ลอยก็แย่จะขึ้นใช่ไหมสนักก็บอกแต่เนี่ยมันก็ลอยใช่จีน่าขัดดิจะพงก็ลอยดิก็ลอยลำง่ะจะแต่จีชาเรียเลยพาเราพายแล้วรินชาดิจะแต่เราจะสักคงอะไรยาฉันเด็กก็ลูกก็ลอยแต่เนี่ยก็ลอยยังก็เป็นลำสันนี่นู่นก็ได้มุ่งดูนราบินยังเขาช่องลำทักไก่ยักษ์วันน่ะไม่ใช่လန်စီဒေတာမှာရှိတဲ့ရွှေလောက်ကွက်ဧကထောင်နဲ့ချီပြီးဝါနဲ့တရုတ်လုပ်ငန်းရှင်တွေကိုနေရာချထားတူးဖော်ခွင့်ပြုထားတဲ့တင်းတွေထွက်ပေါ်နေရကြောင်းဒေတာခံပြည်သူတွေဟာစာဝတ်နေရေးအတွက်အခက်အခဲဖြစ်လာမှာကိုစိုးရိမ်နေကြပြီးရွှေလောက်ကွက်တွေကိုအမြန်ဆုံးခွဲဝေနေရာချထားပေးဖို့ KIO/KIA ကိုတောင်းဆိုနေကြပါတယ်။လန်စီကျေးရွာမှာလူဦးရေ2000ကျော်နေထိုင်ပြီးစိုက်ပျိုးရေးမဖြစ်ထွန်းတာကြောင့်ရခိုင်ကတစ်လုပ်ငန်းနဲ့အသက်မွေးခဲ့ကြပေမဲ့လက်ရှိချိန်မှာတော့ရွှေလုပ်ငန်းကိုအဓိကလုပ်ကိုင်နေကြတာပါလန်စီဒေတာကိုခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် KPF နဲ့ကချင်လူမျိုးရေးတပ် KIA ပူးပေါင်းတပ်တို့ကစစ်ကောင်စီလက်အောက်ခံဥစကုံတင်ရင်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့အုပ်ချုပ်မှုကနေပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာ17ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးKIO/KIA ရဲ့အုပ်ချုပ်ရေးရန်တရားလေးပတ်နေတဲ့ဒေတာဖြစ်ပါတယ်။